ရှေးဟောင်းပုံမြင်တွေအရဒီစမ်းချမ်းတဲ့ဓာတ်ကိုအိမ်ပြင်ဆွဲထုတ်နိုင်တဲ့သူဟာတိုင်းပြည်ရဲ့ဘရင်တစ်ဖြစ်လာမယ်လို့ဆိုပါတယ်ဒါပေမဲ့အနှစ်တရစလုံးဖုံးကြီးတွေတိုင်းသမားတွေဘယ်သူမှမထုတ်နိုင်ခဲ့ပါဘူးဒီအတော်တွင်းမှာပဲအလှပန်းလေးမိန်းကလေးတယောက်ဟာသူ့ထက်တိုင်းပညာသားလုံးသူကိုပဲထိန်းများဖို့စောင့်ဆိုင်နေခဲ့တာပေါ့တရက်မှာတော့ကမ်းခြေမှာလမ်းလျှောက်နေတဲ့ကောင်မလေးစီကိုယောက်ျားလေးတွေချင်းကပ်ဖို့ကြိုးစားပေမဲ့ဘာအကြောင်းမှမရှိပဲလဲကျကုန်ကြပါတယ်ဒါပေမဲ့ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားတဲ့ကောင်လေးတယောက်ကတော့သူမနာကိုအေးဆေးရောက်လာခဲ့ပါတယ်ကောင်မလေးကသူမရဲ့အပြင်းထန်ဆုံးတိုင်းကွက်နဲ့တိုက်ခိုက်လိုက်ပေမဲ့ကောင်လေးရဲ့ထွက်သက်လေးတစ်ချက်နဲ့တင်ကောင်မလေးမှာအပြင်းထန်ဒဏ်ရာရပြီးလဲကျသွားခဲ့ရပါတယ်ကောင်လေးကတော့သွေးချိုနေလို့လဲကျတဲ့အထင်းနဲ့စာအုပ်လံဖတ်ပြီးစိတ်ကူးပေးဖို့ကြိုးစားခဲ့ပါတယ်နောက်တစ်နေ့မှာတော့မင်းသမီးကဒီဓာတ်ကိုထုတ်နိုင်တဲ့သူကိုလက်ထပ်မယ်လို့ကြေညာလိုက်တာကြောင့်တစ်ကမ္ဘာလုံးကတိုင်းသမားတွေရောက်ရှိလာကြပါတယ်တထေးသားတယောက်ကအားနဲ့ဆွဲထုတ်ဖို့ကြိုးစားပေမဲ့လျှက်စီးပစ်တယ်လို့ခံလိုက်ရပြီးလဲကျသွားခဲ့ပါတယ်နောက်ထပ်မိန်းမလေးတယောက်နဲ့စွမ်းအားကြီးတိုင်းသမားတယောက်တို့အစွမ်းကုန်ကြိုးစားခဲ့ကြပေမဲ့ဒါကနည်းနည်းလေးမှမလုပ်ခဲ့ပါဘူးအဲ့ဒီအချိန်မှာတိုင်းဝက်စားနဲ့အသက်80အရွယ်အဖိုးအိုတယောက်ထွက်လာပြီးဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်ဓာတ်ထွက်လာပေမဲ့ဓာတ်ရဲ့စွမ်းအားကြီးမှလွန်းလို့အဖိုးအိုဟာတွေးအံပြီးလွတ်ထွက်သွားခဲ့ရတာပါဒီတရားရသွားတဲ့အဖိုးကိုမြင်တော့စိတ်ကောင်းရှိတဲ့ဟိုကောင်လေးကဆေးရုံကခေါ်ပေးဖို့ပြေးလာခဲ့ပါတယ်အဖိုးကဓာတ်ကိုလိုချင်နေတော့ဆိုတာတွေ့တော့ကောင်လေးကဓာတ်ကိုစွမ်းအားလည်းမသုံးပဲရိုးရိုးလေးအသားလေးဆွဲထုတ်ပြီးအဖိုးလက်ထဲထည့်ပေးလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ပရိသတ်ကြီးနဲ့မင်းသမီးတို့ဟာအံ့အားသင့်ပြီးပါဇက်အဟောင်းသားဖြစ်သွားကြရပါတော့တယ်